ကျွန်တော်တို့ဒီနေ့12ရက်17လ2025ရက်နေ့မှာအသစ်ထွက်ရှိထားတဲ့ Magic Car ဆိုတဲ့ဂိမ်းလေးကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ခင်ဗျဒီဂိမ်းကတော့ကျွန်တော်တို့ Crazy Rock ထုတ်တဲ့ Game Company နဲ့အတူတူပါပဲကျွန်တော်တို့ဒီဂိမ်းတွေကကျွန်တော်တို့စထွက်ချင်းမှာစော့မယ်ဆိုရင်ကျွန်တော်ငွေထုတ်ရတာအရင်လွယ်ပါတယ်ဒီလိုဂိမ်းတွေကကျွန်တော်လူလဲခေါ်ရပါတယ်เนาะဒီလူခေါ်ရတယ်ပြီးတော့အချိန်ကြာလာတာနဲ့အမျှစောတဲ့သူတွေများလာတာနဲ့အမျှငွေထုတ်တဲ့နေရာမှာတော့လူနည်းနည်းကြက်တဲ့အတွက်အဲ့ဒီနေရာမှာတော့နည်းနည်းခက်ပါတယ်ဒါပေမဲ့ဦးဖျားစော့မယ်ဆိုရင်တော့ဒီဂိမ်းတွေကငွေထုတ်ရတာလွယ်ပါတယ်ခင်ဗျအဲ့ဒါမလို့ကျွန်တော်မိတ်ဆွေတွေဦးဖျားစော့လို့ရအောင်လို့ကျွန်တော်ဒီဗီဒီယိုထဲမှာเนาะဂိမ်းအကောင့်ဖွင့်နည်းတွေစော့နည်းတွေငွေထုတ်နည်းတွေတခါလဲကျွန်တော်တင်ပေးပါမယ်ခင်ဗျကျွန်တော် Crazy Rock စော့ဘူးတဲ့မိတ်ဆွေတွေဆိုရင်တော့ဒါအထွေထူးကြည့်နေကြတော့မလိုပါဘူးခင်ဗျပြီးတော့ကျွန်တော်ရဲ့ဒီ TikTok bio မှာဖော်ပြထားတဲ့ Telegram channel ကိုလည်းမိတ်ဆွေတို့ join ထားလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ TikTok ကကြတော့တော်ရုံဗီဒီယိုတွေကိုသူတို့ကဖြတ်ချလို့ဗျเนาะကျွန်တော်ရဲ့ဒီ Telegram မှာဆိုရင်တော့ကျွန်တော်ကအချိန်နဲ့တပေးညီเนาะဗီဒီယိုတွေကျွန်တော်တင်ပေးတာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့အခုဒီဗီဒီယိုထဲမှာကျွန်တော်တို့ဒီ Magic Car ကိုဘယ်လိုဆော့ရလဲဘယ်လိုထောင်းရလဲဆိုတော့တစ်ချက်သွားကြည့်လိုက်မယ်ဗျကျွန်တော်ဒီ Magic Car ကိုဘယ်ရရင် download ရမလဲဆိုတော့ကျွန်တော်ဒီ Play Store ကလည်း download ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel ရရင်လည်း download ရပါတယ်ခင်ဗျ Play Store မှာကျွန်တော်ဝင်ကြည့်လိုက်မယ်เนาะဒီအပေါ်စပါမှာကျွန်တော်ဒီ Magic Car လို့ရိုက်လိုက်မယ်เนาะဒါပြီးတော့ရှာကြည့်လိုက်မယ်เนาะအဲ့မှာထိတ်ဆုံးပါပါเนาะထိတ်ဆုံးမှာ Magic Car ဆိုတာပေါ်လာပါတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်เนาะဒီအောက်ကအပြာရောင်ဒီ install လေးကိုနှိပ်လိုက်ရင်ရပါပြီဒါက Play Store ကတောင်းတာပါကျွန်တော်တို့ဒီ Telegram ကတောင်းမယ်ဆိုရင်တော့ Telegram ထဲကိုဝင်လိုက်မယ်ဒီဟာကဒါကျွန်တော်ရဲ့ Telegram channel ဖြစ်ပါတယ်ဒါ channel ရဲ့ link ပါเนาะအဲ့ဒီဟာကျွန်တော် TikTok bio မှာလည်းတင်ပေးထားပါတယ်အဲ့ Telegram channel လေးကိုရောက်ပြီဆိုတာ ਨੇ ဒီမှာကျွန်တော်တင်ပေးထားပါတယ် link တွေပါ gain link တွေဖြစ်ပါတယ်เนาะဒါလေးတွေကိုနှိပ်ပြီးတော့ download လည်းရပါတယ်ကျွန်တော်ကတော့အခု Play Store ကနေတော့ down လိုက်ပါမယ်အပြာရောင်လေးကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်ဗီဒီယိုလေးခဏရပ်လိုက်ပါမယ်ကျွန်တော်တို့အခုဆိုရင်တော့ download လုပ်လို့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီအပြာရောင် Play ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะဒါဆိုရင်တော့ gain တွေကိုရောက်သွားပါပြီဝင်နေပါပြီအဲ့ဒီမှာကျွန်တော်တို့ login ဝင်ဖို့ကနှစ်နည်းရှိပါတယ် Facebook နဲ့ဝင်ပါလား Google နဲ့ဝင်ပါလားကျွန်တော်ကတော့ Google ယူလိုက်ပါမယ် Google ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail တွေပေါ်လာပါလိမ့်မယ်အဲ့ထဲက Gmail တစ်ခုကိုကျွန်တော်ယူလိုက်ပါမယ်เนาะဒါဆိုရင်တော့ကျွန်တော် gain ထဲကိုရောက်သွားပါပြီဒီနေရာမှာကျွန်တော်တို့ကတချို့ကဒေါ်လာသင်္ကေတနဲ့ပြတယ်တချို့ကရန်သင်္ကေတနဲ့ပြတယ်တချို့က K ဆိုပြီးတော့ပြတယ်ဘယ်လိုပဲဖြစ်ဖြစ်အတူတူပါပဲเนาะဒါကအတူတူပဲဖြစ်ပါတယ်တချို့ဆိုရင်ဒီမှာ K 1100လို့ပြပါတယ်เนาะကျွန်တော်ကတော့ရန်ပြနေပါတယ်ကျွန်တော်အကောင့်ကတော့အဲ့ဒါဆိုရင်ကျွန်တော်ပထမဦးဆုံးရောက်ပြီဆိုတာနဲ့ဒီမှာ ID ဖြည့်ရပါမယ်เนาะဖြည့်ရမယ် ID လေးကတော့993958เนาะဆိုပြီးတော့အောက်ကအစိမ်းအောင် submit ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะဒါဆိုရင်တော့ရန်150ရပါပြီ K သင်္ကေတပြတဲ့လူတွေဆိုရင်တော့ K 1100ရမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လာတွက်တဲ့အမောက်ကအတူတူပါပဲเนาะဆိုတော့အစိမ်းအောင် item လေးကိုနှိပ်လိုက်မယ်เนาะဒါတော့ပြီးသွားပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာရှိတဲ့လှုပ်ဆောင်ချက်လေးပေါ့เนาะသူ့ရဲ့တစ်ခုချင်းစီရဲ့လှုပ်ဆောင်ချက်လေးကိုကျွန်တော်အကြမ်းပြင်းနဲ့အမြန်လေးပြောပြပေးပါမယ်เนาะဒါကတော့ profile မှာဘာသာစကားတွေပါတွေချိန်တဲ့နေရာပါအရေးမကြီးပါဘူးเนาะဒီဟာကဒီနေရာလေးတွေကလည်းဒါဒီနေရာလေးကိုနှိပ်ရရင် WhatsApp ထဲရောက်မယ်ဒီနေရာလေးတွေနှိပ်ရင်ကြော်ညာလေးကြည့်ရမယ်အဲ့ဒါကလည်းအရေးမကြီးပါဘူးအဲ့ဒါကကျွန်တော်တို့ဒီမှာ mission လုပ်ရရင်အဲ့ဒီဟာအကျုံးဝင်သွားပါလိမ့်မယ်เนาะ
နောက်တစ်ခုကစကင်ကတော့ကားချိန်တာပါเนาะပြီးတော့ဒီနေရာကဘာလဲဆိုတော့ကျွန်တော်တို့ gain ဆော့ရင် coin နေရတယ်เนาะအဲ့ဒီထဲကိုဝင်သွားမှာဖြစ်ပါတယ်เนาะပြီးရင် daily test လုပ်ရင်ဟိုရတဲ့ဒီ item ပစ္စည်းလေးတွေဒီထဲကိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ပြီးရင်အသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်ပြီးရင်ဒီ invite ဆိုတာကတော့ကိုယ့်ရဲ့တငယ်ချင်းခေါ်တဲ့နေရာပါเนาะပြီးရင် grand prize ဆိုတာကတော့ကျွန်တော်ဒီမှာ level ဆော့တယ်ဒီ level လေးတွေက level 5ရောက်သွားရင်စုရမယ်ပြီးရင်15ရောက်ရင်စုရမယ်เนาะအဲ့လိုဟာမျိုးလေးပါကျွန်တော်ဝင်ကြည့်လိုက်မယ် grand prize ကိုရင်ဝင်ကြည့်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ gain ဆော့တဲ့အခါမှာဒီမှာ level 5ရောက်တာနဲ့သူကရန်220ရမယ် level 15ရောက်တာနဲ့220ထပ်ရမယ်အဲ့လိုမျိုးပါเนาะ K သင်္ကေတကြောက်လည်း K နဲ့ပြတာပေါ့เนาะဒါ grand prize ပါပြီးရင်ကျွန်တော်တို့ဒီအောက်က miss အောက်ရဲ့အလဲပေါ့เนาะဒီ mission ဆိုတော့ကျွန်တော်ထပ်ဝင်ကြည့်မယ် mission ကဘာတွေလုပ်ရမှာလဲဆိုတော့ဒီ game ထဲမှာ onlineမိနစ်30ရှိရင်သူ့ရဲ့လှုပ်ဆောင်ချက်ပြီးပါတယ်เนาะအဲ့ဒါဆိုရင်အဲ့ဒါပြီးတယ်ပြီးရင်ဒီဟာက pass တဲ့ level ဆိုတာကကျွန်တော် level 30ပေါ့ဒီနေ့ကိုအခု30เนาะဆော့ပေးရမယ်ပြီးရင် cumulative video ဆိုတာကျွန်တော် gain ဆော့တယ်ဗျာဆော့တဲ့အခါမှာ gain က level ဟောပေါ့ level မအောင် level ဖေးသွားတယ်တဲ့အခါမှာကျွန်တော်က retry ကိုမရွေးဘဲနဲ့ skip ဆိုတာကိုနှိပ်လိုက်ရင်ကြော်ညာတက်လာတယ်အဲ့ဒါကဒီမှာအကျုံးဝင်တာပါเนาะပြီးရင် every video ကတော့ကြော်ညာကြည့်ရတာပါဒီ complete fight တိုင်းဆိုတော့ဒီ to play လေးကိုနှိပ်လိုက်ရင် website တစ်ခုတည်းဝင်သွားလိုက်မယ်အဲ့ဒီမှာသူသတ်မှတ်ထားတဲ့အချိန်ပေါ့ကျွန်တော်ထင်တယ်10မိနစ်ဝန်းကျင်လောက်နေပေးရတယ်เนาะအဲ့ဒါ9ချိန်နေပေးရတယ်အဲ့ဒါဆိုရင်ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါ mission မှာပြီးရင်ဒီက invite ဆိုတဲ့နေရာကတော့ကိုယ့်ရဲ့တငယ်ချင်းတွေခေါ်တဲ့နေရာပါเนาะဒါတော့ကိုယ့်ရဲ့တငယ်ချင်းခေါ်တဲ့နေရာပါကျွန်တော်ငွေထုတ်တဲ့နေရာကတော့ဒီ coin ပတ်ချမ်းရှိမယ်ငွေအစိမ်းရှိမယ် coin ကတော့တန်းထုတ်လို့ရမယ်ဒါပေမဲ့သူက 0.2 ရင်ပေးထုတ်တယ်ဒါပေမဲ့ရောင်းလို့ဝယ်လို့အဆင်ပြေအောင်$1လောက်မှကျွန်တော်တို့ထုတ်ပါပြီးရင်ဒီငွေအစိမ်းဘက်ကတော့ဒီမှာသူကတချို့အကောင့်တွေက K နဲ့ပြတဲ့အကောင့်တွေက 9.24 ရစတယ်เนาะ 9.24 10 20စတယ်ကျွန်တော်ကဒီမှာရန်အကောင့်ဖြစ်သွားတဲ့အတွက်ကျွန်တော်10.39ရင်စတယ်เนาะဘလို့ပဲဖြစ်ငွေထုတ်တာကအတူတူပါပဲကျွန်တော်တို့ဒီဟာက crazy rock game နဲ့တူတဲ့အတွက်ဒီဟာကတော့ mission လုပ်ရမယ်လို့ထင်ပါတယ်เนาะကျွန်တော်လည်းစမ်းမထုတ်ရသေးတော့ဒါပေမဲ့ဒီ game တွေကဆက်စချင်းပါဗျာ mission မလုပ်ရဘဲနဲ့တန်းထုတ်လို့ရတဲ့ဟာမျိုးလဲကျွန်တော် crazy rock မှာကြုံဘူးတယ်เนาะအဲ့တော့ဒါကတော့အကြမ်းပြင်းလေးပါပဲ game ကတော့ဘယ်လိုဆော့တာလဲဆိုတော့ကျွန်တော်ဆော့ပြမယ်เนาะဒီမှာသွားမယ်ပြီးရင်ဘယ်ညာရှိရမယ်အဲ့လိုရှိရမယ်အရန်လွယ်ပါတယ်ဒါမျိုးလေးပါပဲเนาะဒါပြီးရင် level ဒီမှာ complete ဖြစ်သွားပြီเนาะဒါကဒီမှာဒီပေါက်ထဲမှာသွားပေါင်းမယ်เนาะကိုရတဲ့အဲ့ပေါက်ထဲကိုကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်မယ်ခုနကကျွန်တော်တို့ဆော့တဲ့ဟာကဒီထဲမှာเนาะဒီထဲမှာလာပေါင်းနေရယ်เนาะဒီမှာ200ကျွန်တော်က0ပဲရှိသေးတယ်ဒီ200ပြီးရင်ဒီ amount တွေကထွက်သွားလိုက်မယ်เนาะပြီးရင်ကျွန်တော် daily test တွေစုတဲ့ဟာတွေကဒီမှာလာပြီးအကျုံးဝင်တယ်เนาะအဲ့ဒါကျွန်တော်ထုတ်လို့ရရင်စိမ့်နေလိုက်မယ်အဲ့စိမ့်နေတဲ့ဟာတွေနှိပ်လိုက်အပြင်ရောက်သွားတော့เนาะဒါကတော့ကျွန်တော်ဒါအကြမ်းမြင်လေးနဲ့အမြန်လေးပြောလိုက်တာပေါ့ကျွန်တော်နောက်ထပ်လိုအပ်တဲ့ဗီဒီယိုတွေကိုထပ်ပြီးတော့တင်ပေးပါဦးမယ်ခင်ဗျ